ကုန်လားရွှေတောင်တိုက်တက်လို့ဆိုရပေါ့ဒါကဗုဒ္ဓဂယာကိုယ်စင်ကကြိုက်ရရတနာအုပ်ကြောင်းရနိဒညဗုဒ္ဓရာကရွှန်းကြောင်းကံရကြောင်းတော့ထွက်လာကံရကြောင်းမဟုတ်အကြောင်းအထိမှာနောက်ကဟာပါဇက်ဖျားပဲဟုတ်တယ်မမခံရအကြောင်းနောက်ကကြောင်းပါဇက်ဖျားပဲဆရာတော်အကြောင်းမေးစီဟာစားအောင်စီဖြန့်နေဟောသုံးပိတ်အောင်စီဝဲလို့စီနေတင်ပြီးတော့ရှင်းညတမျိုးလုံးကဆိုင်ခွဲတွေလိုက်ဖြန့်ဆိုင်ခွဲတွေလည်းစောင်းစီခွဲတာခါတိုင်းလို့မရဘူးတို့ဖောက်တွေကိုသင်ပြန်မဖြန်းနိုင်6ကြောင်းတယ်လိုက်အမ6လို့ဝင်ရဝင်ပေါ့တော့ပြန်လာတယ်နေလာဆောက်လို့ရေးစားဆိုင်နေတယ်ခလိပြေတော့ဒါလိမ့်ဆန်အစာစိတ်ဒီသားစုရောင်တရားဘာကြောင့်ကုန်းတယ်လမ်းရောက်ဘူးဘွားမှာကစီဒီပန်ဘွားမှာဒီထိရောက်ရင်တော့ဘယ်ကိုညာဘူးပဲခွင့်ပြုတာလဲရှိတဲ့ခွင့်မပြုတာကန္နာလန်ပဲပဲလို့ဟိုဘက်ကတလမ်းမောက်စနေလောက်ထားတော့ပဲပဲကန္နာလန်ပဲလို့လမ်းကဇပ်ချားတယ်ဘာကလမ်းဆိုခေါ်တယ်မင်းမလာရှိအမကyes sir ဈေးကြီးရတယ် special မှန်ကန်တဲ့ပြရအောင်
ကားဘူးပစ္စည်းဆိုင်ပုံကြောင်းတစ်ခုဘယ်မှာဆိုင်တာပုံကြောင်းဖွင့်လာတာမိဆိုင်ရအောင်ဆိုင်ကျန်တော့ရောက်တယ်တဲ့မြကန်ဟောခတ်တာလမ်းဒီလမ်းခတ်တာကမှဆိုင်ပုံတူကနလာမရောက်ဒီမှာကနီဝဲဆန်ဆိုင်ချမ်းပြေစီယိုတမျိုးတော့ရောက် the first hotel ဒီလမ်းဆိုင်ပုံမတူဟောမြင်းနုလမ်းဒီမှာလာသေးနုပရိဘောကဆောင်းကြံတော့ဒုက္ခစီးဆိုင်စပါမောကဖူမန်မဒန်နီဘောဇာစီပင်ယုံကြီးညာဘက်ကဘယ်ယုံစီအရှုပ်ဆုံးကမနက်ပိုင်းဆိုရင်ဒီကတော့ဘူးရှောင်းကားတွေဈေးဝယ်ပြီးရှုပ်နေတယ်ဈေးလာမြို့မှာဈေးမိသားကြီးရှိမှာကပေးရတာပေးမကြဘူးငါထွက်ပြရတာတော့လမ်းမလေးလိုဖြစ်နေအဲ့လိုကဈေးလာတဲ့စိုက်ပကားတွေဟောရရတယ်ခကြီးတယ်လူနေရာလူပုံလူမြို့မှာဈေးရှုပ်ဆုံးနေကားဒီမီတွန်းနေဒီစိမ်းနာလေဘာပဲမိတ်တော့နေဆိုတော့ဘာဟောလဲဘာလဲဒီဘာနေတော့ဆောင်းဘာမှရှိပန်စီရီပန်ရောက်ပြီ